တော်တော်မှမနာဘူးဖြင်းမနာဘူးလေအဲ့ဒါတော့ဘာဖြစ်လို့ဒီလိုကြောက်လက်အောင်လားဒီနေ့ချုံရဖြီရတော့မပြောလို့ဖြီပါစိုးလို့ငိုနဲ့အင်္ဂရိယငိုလာတာငိုနဲ့တော့တာ ငိုပါနဲ့တာ မနာဘူးတော့နော် ခိုက်ခေါင်းပေးလိုက်ပဲအသားကြီးကိုက်နေနာဘူး မကြည့်နဲ့အဲ့ဒါယူမကြည့်နဲ့ဒါကြောက်နေ နာပါဘူး တော့မနာဘူးဦးတော့မင်းရွယ်တော့ရှစ်ချက်တောင်ချုပ်တာအလျှော့ ဘာလို့လဲတော့ ဟုတ်ကဲ့ချက်တောင်လေးပဲပေါ်တယ်တကူလုံးပြီဟုတ် အဲ့ဒါလက်ကလေးပဲရှိတယ် ဟုတ်တယ် ကံကောင်းလိုက်တာ ဟုတ်ကဲ့ ဒီချင်းပဲဟိုအားလုံးဝိုင်းခေါ်ကြတာ ဟောတာ तू ကတိအောင်လို့သူ့ချက်တောင်လေးလှုပ်ပြရတာအဲ့ဒါကြောင့်ဒါလေးတွေနည်းနည်းကိုဲတာတော့ချက်တောင်လေးတွေလှုပ်ပြရတာပေါ့အမလှုပ်နေဆိုပြီးမြင်တော့အဲ့လိုမျိုးဝဲဝိုင်းချယ်ပေးတာ ဆုံးနေ ဒီဟောပါဒီမိုးကြပလီမှာ ဒါရေမင်းဟိုမှာစီတော့ဒီမှာတော့ အပြစ်နာတော့မှတွေးကြအောင်ရတော့ မကြည့်ရ သေးတာမရှိဘူး ပြီးတော့ဒီကကြည့်ရဘာမကြိုက်ရနဲ့အိမ်မကြိုက်ရ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါမှပြီးတော့ပြီးနားခဏလေး 1 minute 1 2 3ဟေးတခုပြီးသွားပြီ အေးတခုပြီးသွားပြီ ပြီးသွားပြီဘာနာလို့ ဟောဘာမနာဘူးလေဒါစိတ်ကနာ နာပါ နာ ဘူးတခုပြီးသွားပြီ အားကြောက်တတ်တာ တခုပြီးသွားပြီနော်ဟုတ်ပါဘူးဒါအခုသူအဲ့တော့ဒဏ်ရာရထားတဲ့ဟာရဲ့အလန်းစိတ်ကြီး ဟုတ်ကဲ့အဲ့ကြောက်တာနဲ့အဲ့သုံးနေရလားမအဲ့ဘူးမောင်မထချုပ်ရဲလို့ဆိုပြီးတော့ တိုက်ဖြည်းဖြည်းကမင်းလည်းမောင်းမထက်ချုပ်ပါအောင် ပြီးတော့ဒီကိုကြတယ် ပြီးသွားပြီဒါနောက်ဆုံးတစ်ခုပဲတော့နောက်ဆုံးတစ်ခုပဲတော့နော်နောက်ဆုံးတစ်ခုကအရန်လွယ်တယ်သလားလုံးဝမနာတဲ့ဟာကြီးပြီးသွားပြီပြီးသွားပြီပြီးသွားပြီ ပြီးသွားရေးပါဒီလေအဲ့ဒါဘယ်လိုစီပါရတာလဲဟုတ်စတောက်တဲ့အရင်ကတော့အဲ့တကတ်တော့ကုန်သွားပြီမရှိတော့ မင်းပြောတော့ဗန်ဒူလာတွေးဆို စီတောက်မပြင်းဘူးမပြင်းဘူးအဲ့လိုတောက်တယ်ဟုတ်အဲ့ဟုတ်တယ်ဟုတ်တယ်ညကဆက်ပြီးတော့ဘလုံးမအဲ့ရဘူးအဲ့ခိုင်းလို့ပြရကြောက်ပြီးဟုတ်တယ်လန့်သွားတာဟုတ်တယ် ပတ်တန်းဆောင်ကြီး ကျွန်တော်ဒီအတွက်ကြိုက်ချက်တော့သေးပေးမှာနော်လုံးဝအဲ့ဒါစိတ်ပူကြမလို့တော့သိလားဒီမှာပတ်တယ် အောက်မှာလားစေဟုတ်ပါအောင်ပါ ပတ်လိုက် ပက်လိုက်နော်ဘယ်လိုလဲမရှိ